ကယ်တင်ခြင်းဆိုတာကအင်ပတန်အရေးကြီးပါတယ်ကယ်တင်ခြင်းဆိုတာကအာမခံချက်နော်ယုံကြည်စိတ်ချခြင်းအာမခံချက်ရှိနေခြင်းဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အတိတ်ကတည်ဆောင်လာတဲ့ကျွန်တော်တို့ဝင်ပိုးတွေကိုချစီတဲ့အရာဖြစ်တယ်လို့ကျွန်တော်တို့အနာဂတ်မရောက်ခင်ဒီပစ္စုပန်ကာလမှာလဲကျွန်တော်တို့အတွက်ရည်သက်ခြင်းကိုရစေနိုင်တယ်အနာဂတ်မှာကျွန်တော်တို့ကကယ်တင်ခြင်းကိုရနိုင်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီ faith faith လို့ခေါ်တဲ့ဒီယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောချင်ပါတယ်ဒီ F ကတော့ forgiveness ပါ forgiveness ဆိုတာကျွန်တော်တို့အားလုံးကထာဝရအသက်ကိုလိုချင်တယ်ရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖျားသခင်ထားနေပြီးတော့ခွင့်လွှတ်ခြင်းကိုကျွန်တော်တို့ခံရဖို့လိုပါတယ်ကျွန်တော်တို့ခွင့်လွှတ်ခြင်းဖျားသခင်ရဲ့ခွင့်လွှတ်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ဟာကောင်းကင်နိုင်ငံကိုမဝင်နိုင်ပါဘူးအေဖက်ကျမ်းခန်းကြီး1ငယ်9မှာကြီးနိုင်တယ်ဒါပေမဲ့ဒီခွင့်လွှတ်ခြင်းအားဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးအတွက်လူသားတိုင်းအတွက်ဒီ available available ဒါဆိုလို့ရှိရင် forgiveness ကကျွန်တော်တို့အတွက်ဒီခွင့်လွှတ်ခါခြင်းလူတိုင်းအတွက်ဖြစ်ပါတယ်ရှင်ယောဟန်ကျမ်းခန်းကြီး3ငယ်16မှာကြီးမယ်ဆိုလို့ရှိရင်ယုံကြည်သောသူတွေဟာပျက်စီးခြင်းတို့မရောက်ကယ်တင်ခြင်းကိုရောက်တယ်လို့ပြောထားပါတယ်နောက်တစ်ခုက impossible ပါမဖြစ်နိုင်တဲ့အရာပါဘာလို့လဲဆိုလို့ရှိရင်ဒီဘုရားသခင်နဲ့စဉ်းစားမယ်ဆိုလို့ရှိရင်ဘုရားသခင်အင်ပတန်တန်ရှင်းတဲ့ဘုရားဖြစ်တယ်ကောင်းကင်နိုင်ငံလည်းအင်ပတန်တန်ရှင်းတဲ့နေရာ holies of holies လို့ခေါ်တယ်တန်ရှင်းရာတဲ့တန်ဝိတန်ရှင်းသောအရာနေရာဖြစ်ပါတယ်ဒီနေရာမှာဘုရားသခင်နေနေရဆိုလို့ရှိရင်ဒီအပြစ်သားတွေအပြစ်တွေကိုအဝင်ခံလို့မဖြစ်ပါဘူးအဲ့လိုပဲကျွန်တော်တို့လူသားတွေကလည်းအပြစ်သားတွေဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေအပြစ်သားတွေဖြစ်တဲ့ကျွန်တော်တို့ကလည်းဒီဘုရားသခင်ကိုရကောင်းကင်နိုင်ငံကိုကျွန်တော်တို့ကဝင်လို့မလွယ်ပါဘူးဒါကြောင့်ဘုရားသခင်နဲ့ကျွန်တော်တို့ဂျားထဲမှာဆိုလို့ရှိရင်အဆက်အသွယ်တွေပြတ်ပြီးတော့ဝင်နိုင်တာဖြစ်တယ်ဒါကြောင့်သခင်ရှုခရစ်တော်ကိုဒါကြောင့်ကျွန်တော်တို့ကလိုအပ်တာဖြစ်တယ်သခင်ရှုခရစ်တော်ယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကကယ်တင်ခြင်းရမှာဖြစ်တယ်ဒါကြောင့် FAI နောက်တစ်ခုက T ပါ T ဆိုတာ turn ဆိုတာကတော့ဒီရှင်းပြောရလို့ရှိရင်နောင်တတရားရခြင်းဖြစ်တယ်မိမိလုပ်နေတဲ့အပြစ်တွေကနေပြီးတော့နောင်တတရားရဖို့လိုအပ်တယ်လို့မိမိကိုမိမိချစ်နေတဲ့မိမိရဲ့အတ္တနဲ့မိမိရဲ့ပုံစံနဲ့လုပ်နေတဲ့အရာတွေအားလုံးဖယ်ရှားဖြစ်ပြီးတော့ဘုရားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်ဖို့လိုပါတယ်အဲ့ဒီတော့ကိုကျွန်တော်နောင်တတရားရဖို့လိုပါတယ်ဘုရားသခင်ထံကိုလာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟာဂုဏ်ပကာတနာရည်နဲ့မလာဘဲနဲ့ဘုရားသခင်ထံကိုလာတဲ့အခါမှာကျွန်တော်တို့နောင်တရခြင်းကျိုးပဲ့သောစိတ်နှလုံးကြေမွားသောစိတ်နှလုံးတိတ်ချသောစိတ်နှလုံးကျေးဇူးတော်ချီးမွမ်းသောစိတ်နှလုံးများဖြင့်ကျွန်တော်တို့လာဖို့လိုပါတယ်ဒီဟာကျွန်တော်ကြည့်နိုင်ပါတယ်လုကာကျမ်းခန်းကြီး73:30လားယောမကျမ်းခန်းကြီး10:9အရိယာဒီမှာကြည့်နိုင်ပါတယ်နောက်ဆုံးကတော့ FAITH ဖြစ်ပါတယ်ဒီကျွန်တော်တို့ဘုရားသခင်ထောင်ကိုကျွန်တော်နောင်တတရားနဲ့လာတဲ့အခါမှာကျွန်တော်တို့အပြစ်များကိုဝင်ချတောင်းပန်တဲ့အခါမှာဘုရားသခင်အားဆိုလို့ရှိရင်ကျွန်တော်တို့ခွင့်လွှတ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီကျွန်တော်တို့ထာဝရတက်ကိုရရှိမှာဖြစ်ပါတယ်ကယ်တင်ခြင်းကိုရရှိမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သခင်ရှုခရစ်တော်ဘုရားရှင်ယောဟန်ခန်းကြီး10:10မှာမိန့်ကြားခဲ့တယ်ငါလာတာဟာဒီထာဝရတက်ရဖို့ဖြစ်တယ်ကယ်တင်ခြင်းရဖို့ဖြစ်တယ်ဆိုတာကိုပြောခဲ့တယ်ပြီးနောက်ရှင်ယောဟန်ကျမ်းခန်းကြီး14:3မှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟာထာဝရအသက်ကိုရရှိမယ်ဆိုတာကိုပြောထားတာဖြစ်တယ်။ဒါကြောင့်ဒီယုံကြည်ခြင်းဆိုတာအင်ပတန်အရေးကြီးတဲ့အရာဖြစ်ပါတယ်။ယုံကြည်ခြင်းနဲ့ပါခြင်းယုံကြည်ခြင်းမရှိခြင်းအားဆိုလို့ရှိရင်ခရစ်တော်မရှိခြင်းခရစ်တော်ထာမဝေးကွာသွားခြင်းဘုရားသခင်နဲ့ဝေးကွာသွားခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာသခင်ရှိခရစ်တော်ကိုယုံကြည်ခြင်း၌တည်ရှိနေသလားမတည်ရှိနေဘူးလားကျွန်တော်တို့ယုံကြည်ခြင်းရှိနေသလားမရှိဘူးလားဆိုတော့ကျွန်တော်တို့ပြန်လဲစမ်းစစ်သုံးသပ်ဖို့လိုပါတယ်ခဏပြောတဲ့ FAITH ယုံကြည်ခြင်းဆိုတဲ့ဟာလေးကိုအတူကောက်လေးကိုပြန်လဲစဉ်းစားပြီးတော့မိမိရဲ့ဘဝအတ္တမှာအသုံးချသလိုမိဘဝအတ္တမှာအသုံးချသလိုတခြားသူများကိုလည်းဝင်မြပြီးတော့သခင်ရှုခရစ်တော်ဖခင်ရဲ့အရှိတော်အောက်မှာယုံကြည်ခြင်းအဖြစ်လာ၍ကယ်တင်ခြင်းတရားရရှိနိုင်ကြပါစေအာမင်